သူကလေယူပစ်သွင်းပြီးပရိသတ်ချို့ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုထူပေးမဲ့အစားပရိသတ်ထဲကတဦးဟာသူ့ရဲ့မျက်နှာရှိမှလက်ခုပ်တီးပြီးသူ့ကိုလောင်ပြောင်ခဲ့ပါတယ်။ဒါကြောင့်ပက်ထရစ်ကချက်ချင်းပဲဒိုင်တွေစီပြေးသွားပြီးဖြစ်ပျက်တာတွေကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ဒိုင်တွေလည်းဘာမှမလုပ်ပေးတဲ့အခါသူကပရိသတ်စီပြေးသွားပြီးမျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပွဲပြီးသွားတဲ့အခါမှာတော့ကစားသမားကပဲဒေါ်လာ2500ကျော်တန်ကြေးချမှတ်ခံလိုက်ရပါတယ်။ဒီလူဟာပွဲကြည့်နေချိန်အတွင်းမှာပဲမက်စကော့ဝစ်စုံဝတ်ထားတဲ့သူပုံကိုခုန်တက်ပြီးသူ့ကိုဖမ်းဆွဲလိုက်ခဲ့ပါတယ်။အဲ့ဒီအခါနှစ်ဦးစလုံးဟာကစားသမားခန်းမထဲကိုကျသွားပြီးထိခိုက်ဒဏ်ရာရသွားကြပါတယ်။အဲ့ဒီအချိန်လုံခြုံရေးတွေကသူ့ကိုဖမ်းဖို့ကြိုးစားခဲ့ပေမဲ့လည်းသူကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ဗီဒီယိုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားတဲ့အတွက်နောက်ဆုံးမှာတော့ရဲတွေစီကိုကိုယ်တိုင်သွားပြီးအဖမ်းခံခဲ့ရပါတယ်။သူမဟာကော့စတိုဟော့တော့ကိုကိုက်လိုက်တဲ့အခါအတွင်းမှာကြီးစံတတောင်ညှက်နေတာကိုတွေ့ရှိလိုက်ရပါတယ်။အဲ့ဒီအချိန်သူမရဲ့ဝမ်းပိုက်ကလည်းနာကျင်မှုစတင်လာပြီးနောက်ဆေးရုံကိုအမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ဓာတ်မှန်ရိုက်ကြည့်တဲ့အခါတော့သူမရဲ့ဝမ်းပိုက်ထဲမှာညှက်နေတဲ့ဒုတိယမြောက်ကြီးစံကိုပါမျိုးချမိပြီးဖြစ်နေတာကိုတွေ့ရှိလိုက်ရပါတယ်။အဲ့ဒီအချိန်အရန်နာကျင်ခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ကြီးစံဟာတဘာဝအတိုင်းခန္ဓာကိုယ်ကနေထွက်သွားခဲ့ပါတယ်